မိန်ပေးညွှန်ကြားချက်အရကျွန်တော်ဟာရက်ကွက်၄နဲ့ရက်ကွက်၂စတင်မီးရှို့ဖို့စီမံဆောင်ရွက်ခဲ့ပါရက်ကွက်၄အမှတ်၄ရက်ကွက်ဒီနေရာကနေစတင်ပြီးတော့မှကျွန်တော်သင်တန်းပေးထားတဲ့ကလားတွေနဲ့လူမီးရှို့ဖျက်ဆီးခြင်းတွေကိုစတင်ဆောင်ရွက်ခဲ့ပါကျွန်တော်တို့မီးရှို့ဖျက်ဆီးနေတဲ့အချိန်မှာပဲဒီမလောင်နိုင်တဲ့တိုက်တာအင်အားကြီးတွေကိုတော့ဓာတ်ဆီလောင်မီးရှို့တာတွေဝိပုံမီးရှို့တာတွေဆောင်ရွက်ခဲ့ပါအလားတူကျွန်တော်တို့မီးရှို့ဖျက်ဆီးနေချိန်မှာပဲမြို့တွင်းမှာလုံခြုံရေးတာဝန်ကျနေတဲ့ခမ352ခမ203နဲ့အခြေချဗျူဟာလက်အောက်ခံစားပါဘိုးကြီးခန့်လေးစောဦးစီးအဖွဲ့တွေဟာသင်တန်းပေးထားတဲ့ကလားတွေကိုဦးစီးပြီးတော့မှသက်ဆိုင်ရာအသီးသီးရက်ကွက်အသီးသီးတွေမှာမီးရှို့ဖျက်ဆီးခြင်းတွေကိုဆောင်ရွက်နေကြပါအဲ့လိုမီးရှို့ဖျက်ဆီးဆောင်ရွက်ခဲ့ခြင်းတွေကြောင့်ဦးစီးတော်မြို့ပေါ်မှာရှိတဲ့ရခိုင်လူမျိုးနဲ့ဟိန္ဒူလူမျိုးနေ2500နီးပါးမီးလောင်ပျက်စီးခဲ့ပါပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘူးတီတောင်မြို့ပေါ်မှာရှိတဲ့ရခိုင်လူမျိုးများနေအားလုံးနီးပါးမီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပါ။ဘာကြောင့်ဒီလိုမီးရှို့ဖျက်ဆီးခဲ့ရလဲဆိုလို့ရှိရင်အခုလက်ရှိကြုံတွေ့နေတဲ့အာရကတက်တော်ရဲ့ထိုးစစ်အဟုန်နဲ့စီရေးရအခြေအနေတွေကိုပြောင်းလဲသွားစေဖို့အတွက်ရခိုင်လူမျိုးနဲ့ကလားတွေကိုပဋိပက္ခအဖြစ်လူမျိုးရေးပဋိပက္ခအဖြစ်ပေါ်ဆောင်စေဖို့ရည်ရွယ်ချက်နဲ့ရခိုင်လူမျိုးများနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာပဲဖြစ်ပါ